နှွေးထွေးလုံခြုံတဲ့မိသားစုဘဝကိုအကောင်းဆုံးဖန်တီးနိုင်မဲ့ကွန်ဒိုမီနီယံရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးပေါ်မှာတည်ဆောက်ထားတဲ့ Golden Parami ကွန်ဒိုမီနီယံရဆိုရင်အချက်ချာကြတဲ့ Parami လမ်းမကြီးပေါ်မှာမိတင်တည်ဆောက်ထားပြီးအနီးနားမှာဆိုရင်တော့ Parami စင်ကြီးရာသမိုင်း City Mart သမိုင်းဆေးရုံကြီး Legend Center ကမုံပွင့် Junction 8စတဲ့အထင်ကရနေရာတွေတည်ရှိတာမို့လို့အထင်ကရနေရာတွေကို5မိနစ်မှ15မိနစ်အတွင်းလွယ်လွယ်ကူကူသွားလာနိုင်မှာပဲဖြစ်ပါတယ်Golden Parami ကွန်ဒိုမီနီယံရဲ့အခန်းများဟာဆိုရင်အခန်းတိုင်းမှာလေဝင်လေထွက်ကောင်းစီရန်ပတင်းပေါက်များကိုထားရှိပေးထားပြီးတစ်ခန်းနဲ့တစ်ခန်းကြားအလင်းရောင်ရရှိစေဖို့အတွက် ventilation area များကိုထားရှိပေးထားရပဲဖြစ်ပါတယ်။ကားပါကင်လုံခြုံမှုရှိစေရန်ကားပါကင်နှစ်ထပ်ပါရှိသည့်အပြင်လုံခြုံမှုရှိစေရန်အတွက် CCTV များလုံခြုံရေးများ barricade များကိုလည်းစနစ်တကျထားရှိပေးပါတယ်။ဒါအပြင်လူကြီးမင်းတို့မိသားစုနေထွေးလုံခြုံမှုရှိစေရန်အတွက်တတောင့်တတာရှိတဲ့ living room ကျကျအိမ်ရှင်မတို့အကြိုက်ကြော်လော်နိုင်ရန်အညော်နဲ့ကင်းစင်သောစိတ်ကြိုက် kitchen canလွတ်လွတ်လပ်လပ်အနားယူနိုင်ရန် Master Bedroom အခန်းကျယ်ကြီးများကျမ်းမာရေးနဲ့စိတ်အပန်းပြေဖို့အတွက်ရေကူးနိုင်ရန်လူကြီးရေကူးကန်အပြင်ကလေးများအတွက်ကလေးရေကူးကန်ပါရှိပါသေးတယ်။ဒါအပြင်မွေးနေ့ပွဲများတငယ်ချင်းများနဲ့အတူ pool party လုပ်နိုင်ရန်အတွက်မီနီဘားကိုပါထားရှိပေးထားပါတယ်။အားကစားလုပ်လို့သူများအနေနဲ့အားကစားကရိယာစုံစုံလင်းလင်းပါဝင်တဲ့ gym ခန်းမတို့ကိုပါထားရှိပေးထားတာမို့လို့နေတိုင်းသူများအတွက်အထူးအဆင်ပြေစေမှာပါ။အခုလိုမျိုးအဖက်ဖက်ကနေပြည့်ပြည့်စုံလာတဲ့Golden Parami ကွန်ဒိုမီနီယံရဆိုရင်နှွေးထွေးတဲ့မိသားစုကိုဖန်တီးဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်